အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာ EPS နဲ့ကိုရီးယားနိုင်ငံကိုတွားရောက်လုပ်ကိုင်မဲ့အမျိုးသားမျိုးသမီးတွေအတွက်အမင်ကတည်ထားတဲ့အချက်လက်လေးတွေလိုအပ်ချက်လေးတွေကိုဒီဗီဒီယိုလေးနဲ့တစ်ဆင့်ပြပြပေးသွားမှာဖြစ်ပါတယ်ဒါကြောင့်မလို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့မျှော်လင့်ပါတယ်ရှင်ကိုရီးယားနိုင်ငံကိုတွားလုပ်ကိုင်ဖို့အတွက်ဆိုရင်တော့အမျိုးသားအမျိုးသမီးမိသူမဆိုတွားလုပ်ကိုင်လို့ရပါတယ်အသက်18နှစ်ကနေပြီးတော့38နှစ်အတွင်းဖြစ်ရပါမယ်ရှင်ရာဇဝတ်မှုကျူးလွန်ထားတဲ့သူဖြစ်ရဖို့ကျန်းမာရေးကောင်းမှုနဲ့တူလည်းဖြစ်ရပါမယ်တတူရှိရဲ့သူလည်းတွားရောက်လုပ်ကိုင်လို့ရပါတယ်ချင်းချက်အနေနဲ့မျက်မှန်သမားတွေပါတွားရောက်လုပ်ကိုင်လို့ရပါတယ် color blind test အောင်မြင်နေဆိုရင်တော့တွားရောက်လုပ်ကိုင်နိုင်ပါတယ်ရှင်ပြောက်သွားလောက်ကိုင်ဖို့အတွက်ဆိုရင်တော့အရင်ဆုံးတင်တဲ့မတက်ခင်မှာဆေးစစ်ချက်9မျိုးကိုစစ်ပေးရမှာဖြစ်ပါတယ်။ BPO, HIV, TB, ကလာသားယောဂအသေးရင်ဆိုင်အမြောင်ကလာပလိုင်းအဆုတ်အမာရွတ်နဲ့အဆုတ်မှာစပေါ့ရှိမရှိဒီအချက်တွေကိုစစ်ဆေးပေးရမှာဖြစ်ပါတယ်။ဒီအချက်တွေကိုဆေးစစ်ပြီးသွားလို့ဆေးအောင်နေဆိုရင်တော့တင်တဲ့လေးစတင်တက်ရောက်လို့ရပါပြီ။အရင်ဆုံးဆေးစစ်ရမယ့်စီကံမျိုးစားလေးတွေတော့တစ်ချက်ပြပြပေးပါမယ်။ကိုရီးယားဘက်မှာဆိုလို့ရှိရင်တော့ဆေးစစ်ရမယ့်စီကံလေးတွေကတ်သက်ပြီးထားရရှိပါတယ်။ကိုရီးယားနိုင်ငံကအတိမတ်ပြုတဲ့စီကံတွေမှာပဲဆေးစစ်ဖို့လိုအပ်ပါတယ်ရှင်။နိုင်ငံကနေခေါ်ယူတဲ့လုပ်ငန်းခွင်လေးမျိုးရှိပါတယ်။အမျိုးသားများအတွက်ကုန်ထုတ်လုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်း၊စိုက်ပျိုးမွေးမြူရေးလုပ်ငန်းနဲ့ဝန်ဆောင်မှုလုပ်ငန်းတွေကိုတွားရောက်လုပ်ကိုင်လို့ရပါတယ်။အမျိုးသမီးများအတွက်ကတော့ဝန်ဆောင်မှုလုပ်ငန်းကိုတွားခေါ်ယူပေးနေတာဖြစ်ပါတယ်ရှင်။တို့ဆောင်ရွက်ဖြစ်ဆိုအောင်မြင်ပြီးသွားတဲ့အခါကိုရီးယားနိုင်ငံကနေပြီးတော့အလုပ်ခေါ်ရတဲ့အခါမှာတော့ပထမစာချုပ်မှာ3နှစ်လုပ်ကိုင်နိုင်ပါတယ်3နှစ်ပြည့်သွားပြီးတဲ့အခါကျရင်တော့တက်တန်းတိုးပြီးတော့လုပ်နိုင်တဲ့ကာလက1နှစ်နဲ့10လစုစုပေါင်းကိုရီးယားနိုင်ငံမှာ4နှစ်နဲ့10လလုပ်ကိုင်နိုင်ပါတယ်ရှင်2025ခုနှစ်မှာဆိုရင်ကိုရီးယားနိုင်ငံရဲ့အခြေခံလစာနဲ့ချိန်မှုကြီးတွေကတော့အခြေခံတနားရီလောအားခဆိုရင်1030ဝမ်တရက်လောအားခဆိုရင်တော့8240ဝမ်အခြေခံတစ်လလောအားခဆိုရင်တော့30ကျော်လောက်တော့ရရှိနေပါပြီအချိန်ပိုကြီးတွေပါဝင်မယ်ဆိုရင်တော့မြန်မာငွေ65သိန်းကနေ85သိန်းကျော်ထိရရှိနိုင်ပါတယ်ရှင်ကျောင်းသားကျောင်းသူတို့အလုပ်ခေါ်စာကြပြီးကိုရီးယားနိုင်ငံကိုတကယ်တော့ရောက်ရရင်တေချာဝါပြီဆိုရင်တော့ကုန်ကြမဲ့ကုန်ကြစိတ်လေးရရှိပါတယ်။လေရင်စရိတ်ဗီဇာကြီးအာမခံကြီးနဲ့အခြားသောအထူးကုန်ကြစိတ်တွေကုန်ကြမှာဖြစ်ပါတယ်ရှင်။လေရင်စရိတ်နဲ့ဗီဇာကြီးကတော့30ကနေ35သိန်းကျော်ဝန်းကျင်ထိကုန်ကြနိုင်ပါတယ်ရှင်။ဒါကတော့ကျောင်းသားတို့တောင်းတဲ့ချိန်မှာဒေါ်လာဈေးအတက်ကြပေါ်မူတည်ပါတယ်ရှင်။အာမခံကြီးကတော့15သိန်းကျော်ဝန်းကျင်ထိကုန်ကြနိုင်ပါတယ်ရှင်။အာမခံစပုံငွေကြီးကိုတော့ကျောင်းသားတို့ကိုရီးယားနိုင်ငံမှာအလုပ်လုပ်ကင်ပြီးပြန်လာတဲ့အခါမှာပြန်လည်ထုတ်ယူနိုင်ပါတယ်ရှင်။စုပေါင်းကုန်ကြစည်ကတော့လေရင်စရိတ်ဗီဇာကြီးအာမခံစည်းပါဝင်350ကနေ360ကျော်ထိကုန်ကြနိုင်ပါတယ်ရှင်။ဒေါ်လာစည်းအတက်အကျပေါ်မူတည်ပါတယ်ရှင်။အာမခံစပုံငွေကြီးကတော့ကျောင်းသားတို့သတ်မှတ်ထားတဲ့ကာလအတွင်းမှာနေထိုင်ပြီးပြန်လာရဲဆိုလို့ရှိရင်တော့ပြန်လည်ထုတ်ယူနိုင်မှာဖြစ်ပါတယ်ရှင်။အခုလက်ရှိ admin ပြပေးသွားတဲ့အကြောင်းအရာလေးကတော့ EPS အနေနဲ့ကိုရီးယားနိုင်ငံကိုတွားလုပ်ကင်မဲ့လူငယ်အမျိုးသားအမျိုးသမီးတိုင်းတည်ထားတဲ့အချက်လက်လေးတွေဖြစ်ပါတယ်ရှင်။ထပ်မံပြီးတော့ admin ကဖပွေးတင်တန်းကျောင်းရဲ့ဝန်ဆောင်မှုတွေကိုထပ်မံပြီးတော့ပြပေးသွားမှာဖြစ်ပါတယ်။ဖပွေးတင်တန်းကျောင်းရဲ့အထူးဝန်ဆောင်မှုများကတော့ reading နဲ့ listening များကိုအပတ်စဉ်သုံးပုံနှစ်ပတ်တစ်ခါဆောင်းပွဲစစ်ပြရမျိုးရှိပါမယ်ရှင်။ပြင်ပပုထုတာနဲ့တခြင်း drama များကိုရီးယားရည်ကြည်မှုပုံမူနားလျောက်လေ့ကျင့်သင်ကြားပေးရမျိုးရှိပါမယ်ရှင်။သင်ခန်းစာတွေကိုနေ့စဉ်ပြန်လည်နှွေးပေးခြင်းနဲ့ပြန်လည်မှတ်မိအောင်လည်းလေ့ကျင့်သင်ကြားပေးပါရရှင်။ခံမှန်းမိကုန်းနဲ့ဉာဏ်စမ်းပို့စာတွေကိုဖြည့်ဆို့ပြီးတော့ဆောင်းပွဲအတွက်ယုံကြည်မှုရှိအောင်လေ့ကျင့်သင်ကြားပေးပါရရှင်။မိမိကိုယ်ကိုအတန်အတွက်ပိုင်းမှစပြီးတော့ 4skd ယုံကြည်မှုရှိအောင်လည်းလေ့ကျင့်သင်ကြားပေးပါရရှင်။အတန်းချိန်တွင်မှာဆိုရင်ကျောင်းသားတို့သင်ကြားတဲ့ဆရာမအပြင် guide ဆရာတွေထားရှိပေးပါတယ်။ guide တွေကစာမေးတာတို့စာစစ်တာတို့လုပ်ဆောင်ပေးပါရရှင်။အပြန်တန်အောင်ဆောင်ပွဲဝင်ရောက်ဖြည့်ဆို့ခြင်းတဲ့ကျောင်းသားများအတွက်လည်းအမတို့သင်တန်းကျောင်းမှာကူညီလုပ်ဆောင်ပေးပါရရှင်။ passport စာအုပ်ပြုလုပ်ရန်ကျောင်းသားများအတွက်လည်း online ကနေပြီးတော့ booking တည်ခြင်းတွေကိုလုပ်ဆောင်ပေးပါတယ်။ဆောင်ပွဲလျှောက်လာဖောင်တင်ဖောင်ထုတ်တာတွေလည်းပြုလုပ်ပေးပါရရှင်။ဒါကတော့ပွေးတင်တန်းကျောင်းရဲ့ဝန်ဆောင်မှုတွေဖြစ်ပါရရှင်။ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့ကျောင်းသားကျောင်းသူများအားလုံးကိုကျေးဇူးများတင်ရှိပါရရှင်။